အခုကတော့ည8 နာရီခွဲပေါ့နော်သူတို့စီမှာ9 နာရီမှနေဝင်မှာတဲ့အဲ့တော့ကျမတို့ရေကန်စီသွားပြီးတော့ဆန်းဆက်သွားကြည့်ပါမယ်အေးတယ်သူတို့ကတော့မအေးဘူးလေကျမတော်တော်အေးနေပြင်းလို့ time spend တော့လုပ်မှာပဲပါတယ်ရှင်လိမ့်လေးမှာဟဲ့အေးလိုက်တာ ကြရအောင် ဟဲ့အေးလိုက်တာနော်အေးလိုက်တာဆိုကိုရေလေးအစားအေးချမ်းဟိုးမုံပြီးတော့မှာပဲဟိုးနေဝင်တော့မယ်နေဝင်တော့မယ်အဲ့တော့ခုလေးတွေမဲ့နေဝင်သွားပါပြီ9 နာရီပတ်ဝန်းကျင်မှာပဲနေဝင်သွားပါပြီရှင်ဆဆရောက်တဲ့နေ့မှာပဲဆန်းဆက်ကြည့်ခဲ့ရပါတယ် so good ဘာလို့အကြိုက်ဆုံးကလေအမငိုင်းရှိတာကိုရမ်းကြိုက်တာငိုင်းချီးပဲချီးပဲဘယ်ရောက်လဲမသိငိုင်းဘယ်ရောက်လဲမသိအော်ဘယ်ရောက်လဲ